Minos လို့ခေါ်တဲ့ဘယင်းတစ်ပါးရှိတယ်အဲ့ဘယင်းရဲ့မိန်းမကတနေ့ကျတော့နွားရိုင်းတစ်ကောင်နဲ့ဖောက်ပြန်တဲ့အခါမှာ Minotaur လို့ခေါ်တဲ့အကောင်လေးမွေးလာတယ်ပေါ့နော်အဲ့ကောင်လေးကလူတစ်ပိုင်းနွားရိုင်းတစ်ပိုင်းဆိုတော့ဘယင်းကြီးကရှက်တယ်ဗျာရှက်တော့ Creed ဝင်ကဘာလို့ခေါ်တဲ့နေရာကြီးထဲမှာ Minotaur ကိုချုပ်ထားတယ်တနေ့လဲကျတော့ Theseus လို့ခေါ်တဲ့သူရဲကောင်းတစ်ယောက်ပေါ်လာတယ်အဲ့သူရဲကောင်းကသင်္ဘောကြီးနဲ့ရွက်လွှင့်ပြီးတော့ဒီ Creed ဝင်ကဘာတဲက Minotaur ကြီးကိုသွားပြီးတော့တက်ပြီးတော့အနိုင်ယူခဲ့တယ်အဲ့သင်္ဘောကြီးကို Theseus တို့အဖွဲ့ကပြန်စီးလာပြီးတော့အေသင်မြို့မှာကမ်းကတ်တယ်နောက်နှစ်ပေါင်းများစွာတိုင်အောင်အေသင်မြို့ကြီးရဲ့ကမ်းခြေမှာ Ship of Theseus လို့ခေါ်တဲ့အဲ့သင်္ဘောကြီးကရှိနေတယ်ဒါပေမဲ့သင်္ဘောဆိုတော့သိရမလားအဲ့ခက်ကလည်းတစ်သားရည်နဲ့ပဲလေဆွေးသွားတယ်ဆိုတော့အဲ့အတွက်တစ်သားအစ်စ်တွေကောက်တက်တယ်ဖြုတ်တက်တယ်ပေါ့ဗျာဖြုတ်တက်ရင်တက်ရင်နဲ့နောက်နှစ်ပေါင်း100ကျော်ကြာလာတဲ့အချိန်မှာအဲ့သင်္ဘောကြီးရဲ့ original material ကတခုမှမရှိတော့ဘူးရွက်တွေကလည်းအကုန်အစ်စ်လှော်တက်တွေကလည်းအစ်စ်တစ်သားကိုယ်တွေကလည်းအစ်စ်ဆိုတော့အဲ့သင်္ဘောကြီးက Ship of Theseus လို့ခေါ်နိုင်သေးလားမူလပထမသင်္ဘောကြီးလို့ခေါ်နိုင်သေးရဲ့လားကျွန်တော်မွေးခင်းစားတွေကဖြစ်တည်လာတဲ့ခန္ဓာကိုယ်ရဲ့ cell စီစောက်ပုံတွေတဖြည်းဖြည်းချင်းစီ cell division တွေပြီးတော့ cell စီသေသွားတယ်အသစ်တစ်ဖန်ပြန်ဖြစ်တယ်သေသွားတယ်အသစ်တစ်ဖန်ပြန်ဖြစ်တယ်ဒီနေ့အခုကျွန်တော်စကားပြောနေတဲ့အချိန်ကျွန်တော်ခန္ဓာကိုယ်ထဲမှာရှိတဲ့ cell တွေနဲ့လွန်ခဲ့တဲ့နှစ်20လောက်ကကျွန်တော်ခန္ဓာကိုယ်ထဲမှာရှိတဲ့ cell တွေနဲ့မတူတော့ဘူးအဲ့ဒါနဲ့ပဲအရင်တော့က cell တွေရှိတဲ့ကောင်က original identity ဖြစ်ပြီးတော့ကျွန်တော်ရော original မဟုတ်တော့ဘူးလားဒါကမနုဿဗေဒဘက်ကနေပြီးတော့ကျွန်တော်တို့ဆွေးနွေးညှင်းခုန်နေကြတဲ့ paradox တွေတခုလို့ပြောလို့ရတယ်ပေါ့နော် paradox ဆိုတာအဖြစ်မှန်မရှိဘူး objectively တော့အဖြစ်မှန်ရှိခြင်းရှိမယ် subjectively အဖြစ်မှန်မရှိဘူးကျွန်တော်ကနိပညာသမားဆိုတော့ဒီနေရာမှာနိပညာပိုင်းလေးကိုနည်းနည်းလေးဝင် push လိုက်ခြင်းတယ်နည်းနည်းလေးဆွဲပြီးတော့ပြောပလိုက်ခြင်းတယ်ပေါ့နော် Xiaomi Redmi စပေါ်ကကြတော့က price to performance ကိုပဲအားကိုးမယ်တခြားလူတွေစီကနေပြီးတော့ခိုးချမယ် innovation ဆိုဘာမှမထည့်ချင်ဘူးသူများတွေအောင်မြင်မိတာဥစ္စာတွေကိုပဲလိုက်လုပ်မယ်ဈေးပေါနဲ့ရောင်းမယ်ဆိုတော့ identity တစ်ခုကနေပြီးတော့တဖြည်းဖြည်းချင်းစီ core value တွေပြောင်းလာတယ်အခုဆိုလို့ရှိရင် Leica နဲ့ပေါင်းရတာနဲ့သူတို့ကပြီးတော့ shopping တွေရိုက်ရတာနဲ့ဈေးရလည်းတက်သွားရတာနဲ့အခုဆိုလို့ရှိရင်လုံးလုံးလျားလျားကြီးကွဲပြားနေပြီနောက်ထပ်ဥပမာတစ်ခုက OnePlus flagship ကေလာလောက်မယ်ဆိုတဲ့ဘွားကနေသူကိုယ်တိုင် wannabe flagship ဖြစ်ခဲ့တယ်နောက်ဆုံးအခု flagship ဘွားကိုရောက်သွားပြီပေါ့နော် identity တွေကတဖြည်းဖြည်းကွဲပြားနေရင်ရမှာကျွန်တော်ဒီ paradox နဲ့အတင်းမတူအောင်လိုက်ဆွဲစိတ်မယ်ဆိုလို့ရှိရင်တော့ကျန်ခဲ့တဲ့ phone brand တစ်ခုရှိတယ်ကျန်တဲ့ phone brand တွေအကုန်လုံးက brand identity အသစ်တွေဖြစ်ကုန်ကြပြီ brand identity လုံးဝအသစ်မဖြစ်သေးတဲ့phone brand ကိုကျွန်တော်စဉ်းစားနေတာတစ်ပတ်လောက်ရှိပြီပေါ့နော်ဒီ content လုပ်မယ်ဆိုလို့စဉ်းစားနေတာအဲ့ဒါကတော့အားလုံးချစ်တဲ့ Apple ပါကျွန်တော်ကမုန်းတယ် yeah sorry အကုန်လုံး Apple ကန်လို့မုန်းတာဗျာဘာဖြစ်လဲ so anyway Apple ရဲ့ပထမဆုံး core value အသက်သွေးကြောကြီးက innovation လို့ပြောရမှာလားဆိုတော့ဟုတ်တယ်နောက်တစ်ခုကကြတော့ဒီ simple ဖြစ်နဲ့ user friendly ဖြစ်တာအဲ့နှစ်ချက်ကအခုချိန်ရှိသေးရဲ့လားဆိုပြီးတော့ပြန်တွေးမယ် innovation မရှိတော့ဘူးဆိုပြီးတော့ Apple ကိုဖင်ပိတ်ညင်းမဲ့လူတွေရှိတာကျွန်တော်သိတယ်ဒါပေမဲ့ technically state တို့ center stage တို့ပြီးတော့ titanium အရွေးတို့စသည်ဖြင့်ဒီကောင်တွေမှာလောက်ခဲ့သေးတာပဲအခုချိန်မှဒါသူတို့အနေနဲ့ innovation တွေကနည်းသွားတာဒါပေမဲ့လူတွေအတွက်300လွယ်ကူစေတယ်ဆိုတဲ့ value တခုကိုဟောစစ်တာချင်း Steve Jobs လက်ထက်ခေ iPhone OG iPhone ကိုစကြညာတွေကနေအခုထိမပြောင်းလဲတော့သေးဘူးဆိုတော့ Apple ကတော့ Ship of Theseus paradox မှာ original identity ကိုအထိန်းထားနိုင်ဆုံးကောင်လို့တော့ကျွန်တော်မြင်တယ်လောက်ပါပဲကြည်ပေးတဲ့တယောက်တင်နေတယ်ကိုကျေးဇူးများတင်ပါတယ်ဘုသူတတစ်ခုခုရသွားလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်မရရင်တော့ကျွန်တော် information ပေးပို့တာညံ့တာပေါ့နော်ဆိုတော့အဲ့လောက်ပါပဲ subscribe and follow adios